မင်္ဂလာပါ ULN 2003 IC ကိုကျွန်တော် circuit တချို့မှာကျွန်တော်တို့တွေ့ရနိုင်ပါတယ်ခုမှလေးလာစားညီကိုတွေတော့ကတော့ DIC ရဲ့တိဆောက်ပုံနဲ့လုံးပုံကိုတချို့ကနားမလဲတာလေးတွေရှိတယ်ပေါ့အဲ့လိုလာမေးထားလို့ကျွန်တော်ရှင်းပြပါမယ်ကျွန်တော်တို့အရင်ဆုံး IC ရဲ့တိဆောက်ပုံလေးကိုတစ်ချက်လေ့လာကြည့်အောင် ULN 2003 IC မှာ pin number အဖြစ်စုစုပေါင်း16ငုတ်ရှိပါတော့ pin number 16ခုရှိတယ် pin number 8ကတော့ကျွန်တော်တို့ ground ကျင်းဒီ ground ချရမှာဖြစ်ပါတယ် pin number 9ကတော့ကျွန်တော်တို့ဒီ free wheel တိုင်အောက်တွေနဲ့အဆုံးမှာပေါ့နော်အတွဲလိုက်မှာသူကအပေါင်းပူစီအပေါင်းဖို့အားပေးထားမှာဖြစ်ပါတယ်အဲ့တော့ pin number 8က ground pin number 9ကအပေါင်းပေါ့ကောင်ရဲ့သူ့ရဲ့အလုပ်ပုံကကျွန်တော်တို့ဒီမှာဆိုရင်ဒီတွင်းပိုင်းမှာပေါ့တွင်းပိုင်းမှာ Darlington transistor အုပ်စုလေး9ခုရှိပါတယ်1 2 3 4 5 6 9ခုဒီ Darlington transistor အုပ်စုလေး9ခုကိုထဲမှာသူက9ခုနဲ့တိဆောက်ထားတာဖြစ်ပါတယ်သူ့ကိုဘယ်လိုနေရာတွေမှာအသုံးပြုလဲဆိုတော့ကျွန်တော်တို့အချက်ပြလိုင်းတီးလေးနဲ့ကျွန်တော်တို့ချက်ပြလိုင်းဒီ MCU ကနေလာတဲ့အချက်ပြလိုင်းတီးလေးကိုယူပြီးတော့မှကျွန်တော်တို့လုတ်တစ်ခုပေါ့နော်လုတ်တစ်ခုကိုကျွန်တော်တို့အဖွင့်အပိတ်လုတ်ချင်တဲ့နေရာတွေမှာကျွန်တော်တို့အသုံးများပါဥပမာအဖြစ်တော့ကျွန်တော်တို့ဒီအဝိရှော်ဆက် circuit တွေမှာတွေ့ရတယ်နောက်ပြီးတော့ aircon circuit တွေမှာတွေ့ရ aircon circuit တွေမှာဆိုရင်ကျွန်တော်တို့ relay တွေကို on off လုပ်တဲ့ switch အနေနဲ့သုံးတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဗာလဲ stepper motor လေးတွေပေါ့ swing motor ပေါ့အဲ့ဒီ motor လေးတွေကိုသူကဒီ shutter လေးတွေကိုဖွင့်ပိတ်လုပ်တဲ့နေရာတွေမှာသူကအဓိကသုံးတာပေါ့ဆိုလိုတာကျွန်တော်တို့ဒီ MCU IC ကနေပြီးတော့ဒီ IC ကိုမသုံးမဲနဲ့ဥပမာကျွန်တော်တို့ relay တစ်ခုကိုဖွင့်ပိတ်လုပ်မယ်ဆိုပါစို့ relay တစ်ခုကိုဖွင့်ပိတ်လုပ်ဖို့ဆိုရင်ကျွန်တော်တို့ဒီမှာအပေါင်း supply ဓာတ်ရိုက်ပေးထားတယ်ပေါ့အပေါင်း12ပုတ်ပေးထားပြီးနောက်တဲ့ coin တစ်စောက်ကိုကျွန်တော်တို့ကအနှုတ်တစ်ပုတ်အနှုတ်တစ်လိုင်းကျွေးရမှာပေါ့အဲ့တော့အပေါင်း12ပုတ်ကျွေးထိုက်ပြီးတော့မှကျွန်တော်တို့ကအနှုတ်ပုတ်အားကြတော့ကျွန်တော်ဒီ MCU ကနေဓာတ်ရိုက်ပေးမယ်ဆိုရင်ဥပမာဆိုကြပါစို့ဒီ IC ကအလွန်ဆုံးရရှိနိုင်တဲ့လျှက်စီးကြောင်းကကျွန်တော်တို့5 volt နဲ့20 mA ပဲရှိတယ်ဆိုပါစို့တကယ်လို့ကျွန်တော်တို့ကဒီ relay ကျွန်တော်တို့သုံးမဲ့ဖွင့်ပိတ်လုပ်မဲ့ relay က400 mA လောက်ရှိနေမယ်ဆိုရင်ကျွန်တော်ဒီ MCU ကနေပြီးတော့ဒီ relay ကိုဓာတ်ရိုက်ပေးဖွင့်လို့မရပါဘာဖြစ်လို့လဲဆိုတော့ဒီ relay ရဲ့ coin ရဲ့လှုပ်ဆွဲအားကိုဒီ MCU ကမခံနိုင်ဘူးပေါ့အဲ့တော့သူ့ကိုဒီကထွက်လာတဲ့ signal ကိုအကြီးချဲ့ပေးဖို့အတွက်အစများစွာချဲ့ပေးဖို့အတွက်ဂျားကန်အနေနဲ့လျှက်စီးကြောင်းကိုချဲ့ပေးမဲ့ component တစ်ခုကျွန်တော်တို့ဂျားကန်အဖြစ်သုံးရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီ20 mA လောက်ရှိတဲ့လျှက်စီးကြောင်းလေးတစ်ခုက relay ကိုကျွန်တော်တို့တိုက်ရိုက်မ on နိုင်ဘူးပေါ့ဆိုတော့ဒီ relay ကိုတိုက်ရိုက်မ on နိုင်တဲ့အတွက် pin number 1ဆိုကြပါစို့ကျွန်တော် pin number 1ကနေပြီးတော့5 volt 20 mA လောက် signal လေးတစ်ခုရောက်လာမယ်ဆိုရင်ကျွန်တော်တို့ဒီလို့သူနဲ့တဲ့ pin number 16အဲ့ဒီ16ကနေပြီးတော့သူက ground ကိုဓာတ်ရိုက်ထွက်တယ်ပေါ့ဒီကနေပြီးတော့အနှုတ်ဘုတ်ကိုယူပြီးတော့ဒီကနေဓာတ်ရိုက်ပြန်ထွက်ပြီးတယ်ထွက်ပြီးလာတဲ့လျှက်စီးကြောင်းကကြတော့ဒီမှာတော့20ပဲမီလီအမ်ပီယာပဲပေးတယ်ဒါပေမဲ့ထွက်လာတဲ့လျှက်စီးကြောင်းက900မီလီအမ်ပီယာထိကျွန်တော်တို့အသုံးပြုလို့ရတာဖြစ်ပါအဲ့တော့ဒီကထွက်တဲ့လျှက်စီးကြောင်းနဲ့ relay ကိုဓာတ်ရိုက်မသုံးနိုင်ဘူးဆိုပေမဲ့ဒီကထွက်လာတဲ့လျှက်စီးကြောင်းကကျွန်တော်တို့ relay ကိုဓာတ်ရိုက်ဖွင့်ပိတ်လုပ်ပေးနိုင်ပါဆိုတော့လျှက်စီးကြောင်းကိုသူကအစပေါင်းများစွာပွားပြီးတော့ချဲ့ယူပေးတဲ့ IC မျိုးပေါ့သူကနောက်ပြီးတော့ inversion output ဖြစ်တဲ့အတွက် input ဘိုင်းမှာ1ဆိုရင် output မှာက0ပေါ့input မှာအမြင့်လိုင်းဆိုရင် output မှာကအနှိမ့်လိုင်းပေါ့သူပြောင်းပြန်သွားတာပေါ့ဆိုကြပါစို့ဒီ MCU ကနေပြီးတော့5 volt အပေါင်းလိုင်းလေးအပေါင်း signal လေးရောက်လာမယ်ဆိုရင်ဒီကနေပြီးတော့သူနဲ့တက်တဲ့ပင်ကနေပြီးတော့အနှုတ် signal ရောက်လာအနှုတ် signal 900 mA အထိကိုသူက
ထွက်ပေးမှာဖြစ်ပါတယ်အဲ့တော့ဒီ MCU ကနေဒီကိုအပေါင်းဖို့ရောက်ပြီဆိုရင်ဒီဘက်မှာလည်းအနှုတ်ဖို့ကရောက်နေရပါနောက်ကဒီမှာလည်းနံပါတ်2မှာအပေါင်းဖို့ရောက်နေရင်ပင်နံပါတ်15ကအနှုတ်ဖို့ထွက်နေရပါနံပါတ်3မှာအပေါင်းဖို့ရောက်နေရင်ပင်နံပါတ်14မှာအနှုတ်ဖို့ထွက်ရပင်နံပါတ်4မှာအပေါင်းဖို့ရောက်နေရင်ပင်နံပါတ်73မှာအနှုတ်ဖို့ထွက်ရဒါအကုန်လုံးဒီတိုင်းကြီးပဲပေါ့နော်ဒီတိုင်းကြီးပဲနောက်ပြီးတော့ဒီ free wheelie diode ဆိုတာကဒီကျွန်တော်တို့ဗာလဲ interactive load တွေပေါ့ load တွေဆိုတာက coin ကိုအဓိကအခြေခံပြီးတော့သုံးတဲ့ပစ္စည်းတွေပေါ့ဥပမာ relay ဆိုလဲ relay မှာ coin ပါတယ်ဗျ coin ပါတယ်နောက်တစ်ခုကဒီခုနပြောလို့ stepper motor လေးတွေရှိတယ်အဲ့ဒီ motor လေးတွေမှာဆိုလဲသူက coin နဲ့အဓိကအခြေခံပြီးတော့အလုပ်လုပ်တာဖြစ်အဲ့တော့အလုပ်လုပ်တာဖြစ်တဲ့အတွက်ဒီ diode တွေကဒီသူတို့အုပ်စုတစ်ခုချင်းစီကိုကာကွယ်ပေးထားတာပေါ့ diode coin နဲ့ကျွန်တော်သုံးတဲ့ load တွေအကုန်လုံးကအဖွင့်အပိတ်ဖွင့်ပြီးရင်ပြန်ပိတ်တဲ့အချိန်မှာနောက်ပြန်ဘိုးအားတွေရောက်လာတတ်တယ်အဲ့ဒီရောက်လာတတ်တဲ့နောက်ပြန်ဘိုးအားတွေကကျွန်တော်ဒီ IC ကိုပြန်ပြီးတော့နှောက်ယှက်မဖြစ်အောင်ပေါ့ဆိုလိုတာကတော့ကျွန်တော်ဒီပတ်လန်းမှာဒီ IC ကိုအသုံးပြုမယ်ဆိုရင်ကျွန်တော် relay အားလုံးစုစုပေါင်းကျွန်တော်9လုံးလောက်အထိကိုကျွန်တော်ဒီ IC ကနေပြီးတော့အဖွင့်အပိတ်လုပ်ပေးနိုင်တယ်ပေါ့ဒါလို့ relay မဟုတ်ဘဲနဲ့တခြားသော load တွေလည်းရှိရင်လည်းပဲဒီ channel 9ခုအတွင်းမှာသူအလုပ်လုပ်နိုင်တယ်ပေါ့ input က9ခု output 9ခုအဲ့ဒီလိုသူကအတွဲလိုက်အလုပ်လုပ်တယ်သူတို့ညနေချင်းဆိုင်ပင်တွေက input ပင်ကဒီပင်ဆိုရင်သူ့ရဲ့မျက်နှာချင်းဆိုင်ပင်က output ပင်ပေါ့ဒီလိုမျိုးလေးသူကသွားတယ်အဝင်နဲ့အထွက်နဲ့သူကပြောင်းမြန်အဝင်ကအပေါင်းဖို့ထွက်ဝင်သွားရင်သူကအထွက်မှာအနှုတ်ဖို့ပြန်ထွက်ပေးတယ်ဒါကသူ့ရဲ့လှုပ်ဆောင်ချက်ပေါ့ဒီလောက်ဆိုရင်ဒီ ULN2003 IC ရဲ့လှုပ်ဆောင်ချက်လေးတွေကိုနည်းချင်းတော့နားလည်သဘောပေါက်လိမ့်မယ်လို့ထင်ပါတယ်ဗျဆက်လက်ပြီးတော့ကျွန်တော်ဒီ converter ပလန်းလေးတွေကနေအခြေခံပြီးတော့မှ SMPS power supply ပလန်းလေးကိုရှင်းပြသွားဖို့ရှိပါတယ်ဗျကျေးဇူးတင်ပါတယ်